အားလုံးပဲမင်္ဂလာပါအခုတော့ကျွန်တော်ဒီနေ့ဒါဘာလဲတို့လဲဆိုကမ္ဘာအရှေ့ဘက်ကသတင်းတွေပေါ့အိန္ဒိယနဲ့ပါကစ္စတန်ပေါ့အများလဲဒီမှာပါဒီလိုဒီအိုင်နယ်နဲ့ပါကစ္စတန်ရဲ့ခုလိုနှစ်ဖက်ပြန်လည်ပိတ်ခတ်မှုရဲ့စတင်နေဒီနှစ်နိုင်ငံပိတ်ခတ်မှုတွေစတာဘာရင်များဆွေးရတဲ့ရမှုရှိတယ်လေဆိုတော့ကျွန်တော်တို့ခုတော့ကျွန်တော်သုံးသက်ကြည့်အောင်အရင်ဆုံးကျွန်တော်ပြောမယ်ဆိုရင်တော့ဒီနှစ်နိုင်ငံကကမ္ဘာအရှေ့ဘက်ဘယ်လောက်ထိအရေးကြီးလဲဆိုရင်နိုင်ငံတုံးစစ်ပွဲဖြစ်လာရဲဆိုရင်တနိုင်ငံလုံးမှာကျွန်တော်တာမန်စစ်ပွဲထဲဥပ္ပိကြီးလာမယ်ဆိုရင်အခုစစ်ပွဲကစပြီပေါ့ဗျာစစ်ပွဲကလေတော်လေးတေးပွားနဲ့စဖို့ကများတာတနိုင်ငံလုံးမှာကပါကစ္စတန်ဘက်မှာလည်းဒါဒူပီယာဘုံရှိတယ်အိန္ဒိယဘက်မှာလည်းနူရီယာဘုံရှိတယ်ဒါကြောင့်မို့နိုင်ငံလုံးစစ်ပွဲတွေလာမယ်ဆိုရင်နျူကလ িয়ার လက်နက်ကိုသူတို့ပြောတာကတုံးမဲ့ပေါ်အခြေအနေများတယ်သူတို့ပြောမဆုံးကလည်းဒါအခြေအနေပေါ်ဘူးတိပြီးတော့နိုင်ငံကနျူကလ িয়ার နဲ့တုံးကြပါခုလိုမျိုးတုံးလိုက်မယ်ဆိုရင်ဘာဖြစ်ရမလဲဆိုတော့အိန္ဒိယကလည်းတခမ်းမှာပဲပါကစ္စတန်လည်းခံမယ်နျူကလ িয়ার ကအခုဆိုရင်စစ်တမ်းနေရနှစ်ဘလုံးလာတတ်မယ်ဆိုရင်ဒီပေါင်းတန်း100ကျော်တန်း100တော့ပြုတ်သွားပါကျွန်တော်တို့အရန်အန်တယ်များကိစ္စမှုကြီးပါတဲ့စစ်ပွဲတစ်ခုကြီးကိုခုတီတော့နိုင်ငံပါကစ္စတန်ရေးရမယ်ဆိုရင်လည်းတို့ဒါတခြားနေရာတွေကလည်းကျွန်တော်အနေနဲ့များတက်ရောက်မယ်နျူကလ িয়ার လက်နက်သုံးတာနဲ့ကျွန်တော်အလုံးမဲ့တို့နေကကျွန်တော်ကဘာလုံးမှာရှိနေတွေရဲ့ဒီတဝက်လောက်ကအမောင်ဖုံးနှမ်းသွားနိုင်တယ်သွားဖို့လည်းများတယ်ပြတခုဒီနိုင်ငံကဘယ်လိုဖြစ်တယ်လဲဆိုတော့ကက်စပီးယားဆိုတဲ့ဒေတာနဲ့စခဲ့ကက်စပီးယားကဘယ်လိုစလဲဆိုတော့အိန္ဒိယတို့ပါကစ္စတန်တို့ဆိုတာဟိနိုးကကျွန်တော်ဗြိတိရှကိုလိုနီမြန်မာပြည်ကိုဗြိတိရှကိုလိုနီအင်ပါယာမှာမျိုးတွေပန်ခဲ့တဲ့တဲ့တယ်မဲ့ဒီတို့ကဗြိတိရှဒီလိုဒါကိုလိုနီကသူတို့ကနေဆက်မြင့်နေကိုတိတိကျကျကျွန်တော်တွေဆွဲဖို့ပြသူတို့ကပဲနာရေရှုပ်အောင်ပဲနာတဲ့ဖန်ကြီးပေးတဲ့ကျွန်တော်ဒီဗြိတိရှကိုလိုနီလိုလည်းပြောလို့ရတယ်ဗျ။ဒါသူကြောင့်မို့ခုစဉ်အစရိဟာမက်ကလည်းကျွန်တော်ဒီသူတို့နေဆက်မြင့်နေဒါရှုပ်ရှက်လုပ်ပြီးတော့မရှင်းမလင်းတဲ့ဗြိတိရှကြီးထွက်တော့ရဟူတီပြန်လာတတ်တော့မယ်။ဟိုအိန္ဒိယနဲ့ပါကစ္စတန်နဲ့အဲ့လိုပဲကက်စမီးယားဒေတာဆိုတာကကျွန်တော်အိန္ဒိယရဲ့ဒီလိုအိန္ဒိယတရုတ်ကျွန်တော်ပါကစ္စတန်အဲ့နေရာမှာဒီလိုအေးတဲ့တော့စစ်စတန်လိုပဲဗျာအရာကိုနေရာထိုင်တာတတမ်းတာရှိတယ်ခီးတွားလာမှုအနေနဲ့ဆိုရင်ခီးတွားလာမှုကလေတော်လေးတတမ်းတာရှင်သေးရအဲ့နေရာကအိန္ဒိယထဲမှာပါတာဒါပေမဲ့အိန္ဒိယဆိုတာကဟေလူပါတာကိုကြီးစိုးတဲ့နိုင်ငံခုနောက်ပိုင်းဒီလိုနိုင်ငံတွေမှာမဝတ္တကြော်များလာအမျိုးပါနာနာတွေမို့တော့ပြောတယ်ဒေါ်နယ်ထရန့်ရောဒါပြည်တိုင်းမှာဒေါ်နယ်ထရန့်ကနံပါတ်1သူ့ထက်ရင်ဒါဥရောပမှာဆိုလေဒါခုဆိုရင်နောက်တက်တဲ့ဂျမ်ဒီဝီယိုကလည်းအမျိုးပါနာနာကိုပြောလာတယ်ဒါအီတလီဝန်ကြီးချုပ်မယ်ပြည်လာကျွန်တော်မေလိုနီကလည်းတတူလူနိုးပါနာနာပြောတာလက်ရှိခေတ်ကဘာဝတာတွေကျွန်တော်တို့စတိုင်ကြီးဆုံးနေတဲ့ခေတ်တွေခုအိန္ဒိယဝန်ကြီးချုပ်ဆိုတာလည်းအမျိုးပါနာနာတွေတက်လာညာပြည်လာကခုကတကယ်လို့အခုစစ်ပွဲကပြီးခဲ့တဲ့နောက်25ကျုံဒါပဲဤကလေးတွေပြီးတော့အရင်ကဖြစ်ခဲ့တဲ့ဟောကပြစ်ခတ်မှုကအိန္ဒိယဘက်မှာကက်စမီးယားမှာဒီပေါ်26ရောက်တင်တော့တယ်ဒီတဲ့ချိန်မှာအဲ့အကြမ်းဖက်သမားတွေကလူတွေကိုမေးပြီးတော့တတ်တာမင်းကမွတ်စလင်လားပါလားအဲ့ချိန်မှာမွတ်စလင်တွေကိုတော့မတက်ဖြစ်နေဟေတူတွေကိုတက်ကြလားဒါကလူမျိုးကြီးခုကိုလေကျ ODC ကအိန္ဒိယကဒါကြောင့်မို့ဒီမိုဒီကဒီအကြမ်းသမားတွေကိုရှေ့ဆုံးမဲဆုံးကဘာမြေဆုံးတိရှာကြီးတက်သူတို့ကတော့ဒါကသူတို့ဒီတာပါကစ္စတန်ကျော်တော့လောက်ခံလောက်ထားတဲ့တရားခွဲကန်သူလောက်လာမယ်ဆိုပြီးသူပြောဒါပေမဲ့ तू ကအိန္ဒိယတုံးမှာဒီပါကစ္စတန်ကျောင်းမှုသူဖြစ်တာပါကစ္စတန်ဆိုးရကလောက်တာပဲဆိုပြီးတော့အိန္ဒိယကရှိလို့လေဆွဲတာဆိုတော့ကျတော့အိန္ဒိပါကစ္စတန်တုတ်ပြန်တယ်နောက်မှဟက်ဖက်လန်းကချင်းကျွန်တော်တွေကအခုတည်းတို့ချင်းနေဆက်ရောက်လာတယ်အခုကစမီယာဒီတာကအိန္ဒိယကလည်းဘယ်လိုပြောအဲ့နာလေးစအစီပြောမယ်ဆိုရင်တော့ဒီကျွန်တော်ကစမီယာကအခုလိုပဲအဲ့ဒီဖီလီရှာတွေကမလဲမရှုပ်တော့တဲ့နေရာကိုခေတူမဟာယာဇာခေတူရှားတော့မဟာယာဇာဆိုရဲမေးပါအုပ်ချုပ်တယ်ဗျာဟိုတုန်းကကျွန်တော်အိန္ဒိယကဘယင်းဒီအုပ်ချုပ်တယ်အိန္ဒိယနိုင်ငံဆိုတာဖက်ဒရယ်နိုင်ငံအခုမှဖက်ဒရယ်နိုင်ငံဟိုတုန်းကလည်းဒီလိုဒါဘယင်းဒီအုပ်ချုပ်နိုင်ငံဘယင်းဒီနဲ့ပေါင်းပြီးဖက်ဒရယ်ဆိုပြီးတော့လောက်ထားတာအဲ့တော့ဒီကက်စမီးယားဒေတာကလည်းကိုဘယင်းပုံစံမျိုးဟင်ဒူကောင်းအောင်တဲ့အုပ်ချုပ်တယ်အဲ့ကောင်းဆောင်ကကျတော့အစနာဘာရက်ပေါ့ခေတူကက်စမီးယားမှာနေတဲ့လူတွေကကျတော့အစနာဘာလာဝင်လေအဲ့လေးပြလာကကြအဲ့မှာတို့ကက်စမီးယားကိုအိန္ဒိယလေးကိုတို့ဟိုတကယ်ဆိုရင်
ဟဲ့အစလမ်များတဲ့ပါကစ္စတန်တွေကိုကျွန်တော်တို့ထည့်ပြီးတော့နိုင်ငံခွဲပေးရမယ့်အစားအိန္ဒိယနဲ့မှာရောက်သွားတယ်ဒါကိုပါကစ္စတန်အနေနဲ့လို့အဲ့ဒီကက်စမီယာဒေတာကအာနာဘန်ဆိုရင်အဲ့ဒေတာခံရလည်းမကျင်းတော့အဲ့ဒါမို့လက်နဲ့ဆွဲကြတဲ့တွေနဲ့ထားအဲ့ဒီနဲ့ဆွဲတဲ့တွေကိုပါကစ္စတန်ထောက်ပံ့နေနောက်ပိုင်းစစ်ပွဲတွေက1960တုန်းကရော1948တာတုန်းကလည်းကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပါကစ္စတန်အိန္ဒိယမှာစစ်ပွဲဖြစ်တော့လည်းနေရာကတရုတ်ဘက်ကအတင်းနဲ့တဲ့အိန္ဒိယ1960မှာကနေတိဘက်ကနေကအကာစီဆိုနေရအောင်လည်းစစ်ပွဲဖြစ်အဲ့နေရာဖြစ်ပြီးတော့အိန္ဒိယရှုံးပြီးတော့ဟိုပေးလေးအခုလည်းတရုတ်ရဲ့အိန္ဒိယကပြတာတက်တယ်တရုတ်ကိုဘာလို့ပြလဲဆိုရင်တော့အိန္ဒိယနဲ့ပါကစ္စတန်မှာစစ်ပွဲနေမယ်ဆိုတရုတ်ကပါကစ္စတန်ဘက်ပါပြီးတော့အိန္ဒိယကိုတော့အိုင်းပြီးတော့ဖိတ်မှာတွင်းကမျိုးအနေထားမျိုးမှာအိန္ဒိယကဟုတ်စေဂုံးကြီးဒီနဲ့ပုံကြည့်တဲ့အချိန်မှာစစ်ပွဲကဟုတ်အမျိုးသားသားတဲ့ကျူးစိုးဒီဆိုစစ်ပွဲကကျွန်တော်တို့ကဘာကြီးကတက်ကဘာစစ်တွင်းတော့ကျွန်တော်တက်ကဘာစစ်ကတရှိနေတာကတောက်အောင်ကိုကျွန်တော်နေစတဲ့စထုကပြီးတော့မြင်းနေဗျာလူတွေကပြောကြတယ်ဗျာပထမကဘာစစ်ကြည့်တဲ့ချိန်မှာကျွန်တော်ထော်ယူပထမကဘာစစ်ကြည့်တဲ့ချိန်မှာဒုတိယကဘာစစ်ဖြစ်ပေါ်ရဖြစ်နိုင်မှုဆိုပြီးတော့လုံးဝပဲကျွန်တော်ပြောကြရင်လည်းဒုတိယကဘာစစ်ဖြစ်သွားလေဒုတိယကဘာစစ်ဖြစ်ဖြစ်ချိန်မှာတက်ကဘာစစ်ဆိုတာဖြစ်နိုင်မှုလို့ပြောလို့မရအချိန်တွေကအခုဆိုရင်ရောဒါကဘာတဝမ်းလန်းကကြည့်တဲ့အတိုင်းပဲတော်တော်လေးကိုကျွန်တော်တို့စစ်ဘေးချင်းတွေရောတော်တော်လေးကိုကျွန်တော်ဆိုးနေကြတာကိုကဘာရေးပြောင်းနေနေအောင်တွေ့ရဒီဘောပါကစ္စတန်နဲ့အိန္ဒိယကိုကိစ္စကတော့နူရီးယားနဲ့ကူကြည့်ရအိုစီအောင်ကမယ်ဆိုရင်တော့ဒါကတပိတ်ဆုံးတက်မှာတော့နှစ်ပတ်လုံးနဲ့အကျုံးကျွန်တော်တို့အတေးကြီးများမှာဖြစ်တယ်လို့ကဘာကြီးတွက်ကလည်းတော်တော်လေးကိုဒီကိစ္စကတော်တော်လေးကိုအန်ဒီရတဲ့ကိစ္စပဲတွေကက်စမီယာကနေပတ်သက်ပြီးတော့ဒါကြည့်ရမယ်ပါကစ္စတန်အိန္ဒိယကညပွားနေကြပြီးသူပိုင်တဲ့ခုစင်တန်နမန်လေးချို့တယ်တမိုင်းနှစ်ထုတ်ပြီးတော့အိန္ဒိယကလည်းပါကစ္စတန်ကိုဥဆိုင်လီယာမဲ့ငွေလောက်တယ်ဒါလင်းငါးလုံးကိုင်း50ဖြစ်တဲ့ချိန်မှာပါကစ္စတန်ပြချတယ်ဒါနောက်ပြီးပါကစ္စတန်နဲ့ပြန်တော့ပြောင်းမှာဘာဖြစ်လဲဆိုတော့စောင့်ကြည့်အောင်ပြကဘာကြီးကတော့တည်တိုင်းပဲကဘာကြီးချင်းနေကဆိုစင်တော့စစ်ဘက်ကိုဥစဉ်တာပြီးမြင်နေကျွန်တော်ပဲဆိုရေးဥဆိုင်ကြပါပြောချင်ပါတယ်ဒါပါ